မြန်မာငွေ340-50လောက်ပြန်ရမယ်ဆိုရင်ရောဒီခန်းလေးကိုစိတ်ဝင်စားပါ The Privacy ကျတူချက် Luxury Condo ကြီးမှာဆိုရင်27 square meter one bedroom 30 square meter one bedroom နဲ့53 square meter two bedroom ဆိုပြီးတော့ရွေးချယ်ဝယ်ယူနိုင်ပါတယ်ဒါပြင်ကို fully fitted လား fully furnished လားဆိုပြီးတော့ထပ်ပြီးတော့ရွေးချယ်လို့ရအောင်မှာဖြစ်ပါတယ်ဒီခန်းလေးကတော့27 square meter ရှိတဲ့ one bedroom ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကိုစပြီးတော့ဝင်လိုက်တာနဲ့လုံးဝကို luxury ဆန်တဲ့ living ခန်းလေးကိုရောက်ရှိမှာဖြစ်ပါတယ် living room လေးကလည်းကြကြဝန်းရှိတယ် living room အပြင်ကိုဒီဘက်မှာကိုယ်စိတ်ကြိုက်ပေါ့နော် dining area လုံးလို့လည်းရတယ်လို့ living area ကိုဒီချက်ပို့ပြီးတော့ decorate လုပ်လို့လည်းရတဲ့ space လေးရှိပါတယ်ဒီဘက်မှာက one bedroom ဖြစ်တဲ့အတွက်ဒီကိုရဲ့အိတ်ခန်းလေးကိုတီးတီးတန့်တန့်နဲ့ separate လုပ်ပေးထားမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်း separate door လေးလည်းတစ်ခါတည်းပါပြီးသားဖြစ်ပါတယ်ပတ်လည်မှာလည်းဒီတကယ့်ကို main road 3ခုကလည်းစုံတယ်ရထားလိုင်းတွေကလည်း2ခုလောက်ထိစုံတယ်နောက်ပြီးတော့ဒီဘက်မှာ shopping mall တွေတကယ့်ကိုမှ public area တွေကလည်းအရင်များတယ်ဒါပေမဲ့ तू ကစုမယ်လို့အဲ့လိုစိတ်ထဲမှာထင်မိရပေါ့တကယ်တော့မစုဘူး तू ကတကယ့်ကိုမှသူ့ရဲ့မှန်က laminated မှန်ကိုသုံးပေးထားတာဖြစ်တဲ့အတွက်အတန်ကလည်းလုံးဝငြိမ်ပြီးတော့တကယ်ကိုစိတ်ငြိမ်ပြီး luxury ဆန်တယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ separate kitchen လေးလုပ်ပေးထားမှာဖြစ်ပါတယ်ဒီခန်းလေးတွေကအားသာချက်က fully furnished လဲဝယ်လို့ရတယ်လို့ fully fitted လဲဝယ်လို့ရမှာဖြစ်ပါတယ်ခန်းအိမ်သာရေချိုးခန်းအိမ်သာကိုသူကလုံးဝ separate လုပ်ပေးထားတာအဲ့တော့ကိုကရေချိုးပြီးရင်တော့မှ toilet ကိုရေဆိုတဲ့ပြဿနာလုံးဝကိုမရှိဒီခန်းလေးကတော့30 square meter ရှိတဲ့ one bedroom အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးကတခြားသောကွန်ဒိုတွေနဲ့လုံးဝမတူတဲ့layout ပဲပေါ့နော်သူကအခန်း area က30 square meter ဆိုပေမဲ့တော်တော်လေးကိုကျယ်တဲ့ layout ဖြစ်တယ်ဒီခန်းကိုစပြီးဝင်လိုက်တာနဲ့ဒီဘက်မှာ kitchen counter လေးကိုရောက်ရှိမှာဖြစ်ပါတယ်ဒီပြီးရင်သူ့ရဲ့ kitchen counter ကလည်းဒီမှာ separate ကလည်းလုပ်ပေးထားသေးတယ်ဆိုတော့ကျွန်တော်တို့ကဟင်းချက်တဲ့အခါမှာအနံ့ထွက်တာတွေအနံ့နံမဲ့ကိစ္စတွေလုံးဝစိတ်ပူစရာမလိုပြီးရင်ဒီဘက်ကိုဝင်လိုက်တာနဲ့ကျွန်တော်တို့ toilet area ရောက်ရှိမှာပေါ့နော်အဲ့မှာ living space ကိုရောက်ရှိမယ် living area ကလည်းတကယ်ကိုမှအခန်းတစ်ခန်းလောက်ရှိပြီးတော့ထပ်ပြီးတော့ကျယ်သေးတာဆိုဒီဘက်မှာဆိုလို့ရှိရင်လည်းအိတ်ခန်းလေးကိုရောက်ရှိမှာဖြစ်ပါတယ်အိတ်ခန်းမှာဆိုရင်သူ့ရဲ့အားသာချက်ကဒီဘက်ကိုလာကြည့်လိုက်ပါကြတူချက်ပန်းချံကြီးရဲ့စိမ့်ဆိုးနေတဲ့ကာလာအပြည့်အဝခံစားရရှိမယ်ဒီခန်းလေးကတော့52 square meter ရှိတဲ့2 bedroom ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကိုစပြီးတော့ဝင်လိုက်တာနဲ့ living space ကိုအကျယ်ကြီးထားပေးထားတယ်ဒီအပြင်ကိုဒီ kitchen area ကိုလည်းသူက open kitchen လေးလုပ်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင် master တစ်ခန်းဟိုဘက်မှာဆိုရင် single တစ်ခန်းပါအောင်မှာဖြစ်ပါတယ်နောက်ထပ် luxury center က bathtub လေးလည်းပါတယ်နောက်တစ်ခုကသူ့ရဲ့ bathtub ကနောက်ဒီဘက်ကိုကြည့်လိုက်တာနဲ့အလင်းရောင်ကောင်းကောင်းနဲ့ city vibe အပြည့်ကိုလည်းရေချိုးရင်းနဲ့ခံစားလို့ရအောင်မှာဖြစ်ပါတယ် toilet တွေကအစားသူကတကယ်ကို luxury ဆန်ဆန် automatic smart toilet တွေကိုသုံးပေးထားတာဖြစ်ပါတယ် premium facility တွေအနေနဲ့ကတော့ infinity swimming pool fitness center garden and green space co-working space kids zone theater room စတဲ့ common facility အပြည့်အဝကိုပါဝင်မှာဖြစ်ပါတယ်တလောက်ကိုဘတ်3000နဲ့4000ကြားကိုပြန်ပြီးတော့ income ရရှိမယ် luxury type ကိုလည်းကြိုက်တယ်ကိုယ်တိုင်မဲနေမလား invest ပဲလုပ်မလားစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Mega Property Bank နဲ့အချိန်မီဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ